Hello ဆိုတော့ကျွန်တော်ကနေပြီးတော့ဒီမှာbook နဲ့ပတ်သက်တာလေးပြန်ပြီးပုံမျှထားသေးဘူးပေါ့နော်ဆိုတော့ဒီလချဲဗီဒီယိုတစ်ပုဒ်ပဲတင်ထားသေးရပေါ့နော်ဆိုတော့ပထမဆုံးတစ်ခုအနေနဲ့ဒီဗီဒီယိုလေးမှာက the computer switch အကြောင်းကိုပြောချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင်အဓိက P3 ဗီဒီယိုအရင်ဆုံးပြောသွားပါပြီးနောက်ထပ် P တစ်ခုလာရပေါ့အားကြတော့ကျွန်တော်တို့ဒီ procrastination ဆိုပြီးပတ်လာရပေါ့နော်ဆိုတော့ပထမဆုံး P3 ဗီမှာဆိုရင် play ရယ် power ရယ် people ရယ်ဆိုပြီးဒီက3ခုလာတယ်ဆိုတော့အဲ့ဒီထဲကမှကျွန်တော်တို့အဓိက power ပေါ့နော်ဆိုတော့ power မှာဆိုရင်ဒီကပြောသွားလဲဆိုကျွန်တော်တို့ confidence switch ပေါ့နော်သူ့အနေနဲ့ဆိုရင်ကိုယ့်ကို confidence ရှိအောင်ရေးလုပ်ရမယ်ပေါ့ကျွန်တော်တို့အနေနဲ့ energy ကို boost လုပ်တဲ့အခါကျရင်ကျွန်တော်တို့လုပ်တဲ့ဟာကလည်း efficiency ကလည်းပိုပြီးမြင့်လာတယ်ပေါ့ထားပါကျွန်တော်တို့အနေနဲ့ဒီgym sorry သူနှစ်ယောက်ဖြစ်ပေါ့နော်ကျွန်တော်အနေနဲ့ဒါ push up ထိုးရသူနှစ်ယောက်ဖြစ်ပေါ့နော်ကိုယ့်အနေနဲ့ confident ရှိရသူကပို့ပြီးတော့တစ်ခါလောက်ထိုးနိုင်ဖြစ်ပို့ပြီးတော့ဒါနှစ်ခါလောက်လုံးနိုင်သွားဖြစ်ပို့ပြီးတော့လုံနိုင်တယ်ပေါ့အဲ့လိုမျိုး confident ပို့တက်လေဆိုကျွန်တော်အနေနဲ့ပို့ပြီးတော့ဒါလုံနိုင်တယ်ကျွန်တော် self efficiency ပိုများလေးဆိုပြောသွားရဲပေါ့နော်ဆိုတော့ဒီမှာဆိုရင်လေ okay အဲ့ဆိုကျွန်တော်အနေနဲ့ confident ရှိအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်ဆိုတော့ confident ရှိအောင်ဘယ်လိုလုပ်မလဲပထမဆုံးတစ်ခုအနေနဲ့သူအကြံပေးထားကပထမဆုံး experiment 1မှာဆိုတာပြောထားလဲဆိုတော့ the confidence switch ပေါ့နော်ဆိုတော့ confidence switch ကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်အနေနဲ့ဒီအခုလက်ရှိမြန်မာမှာဆိုရင်ဘယ်လိုခေတ်စားလဲဆိုတော့ manifestingဆိုပြီးကျွန်တော်ခေတ်စားနေကြတာပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ verbal persuasion ပေါ့နော်ကျွန်တော်အနေနဲ့ okay ကျွန်တော်တစ်ခုလုပ်တဲ့အခါမျိုးဆို I can do it I believe that I can do it I can pass it I can take it အဲ့လိုပုံစံမျိုးပေါ့နော်ကိုလုံနိုင်တယ်ကိုဖြစ်နိုင်တယ်ကိုဒါရရှိနိုင်တယ်ဆိုပြီးကျွန်တော်အနေနဲ့ပြောတဲ့ဟာမျိုးကိုထားပါကျွန်တော်အနေနဲ့Spain စီးရပေါ့ဒီမှာဆိုရင်တော့သူ cyclist နဲ့ပတ်သက်ပြီးပြထားရပေါ့နော်ဆိုတော့ကိုအနေနဲ့ဒါထားပါတော့ကျွန်တော် မိုင်း10မိုင်ခီယူကျွန်တော်စပိန်စီးရမယ်ပေါ့10မိုင်ခီစပိန်စီးတဲ့အခါမျိုးမှာဆိုရင် okay ဟုတ်ပြီဆိုတော့ကိုအနေနဲ့အဲ့လိုမျိုးကို9မိုင်လောက်ပဲပုံမှန်လုံနေကြဖြစ်ဒါပေမဲ့ကိုအနေဒီတစ်ခေါက်တော့9မိုင်10မိုင်အဲ့လောက်သွားချင်တယ်ပေါ့ဆိုရင် I can do it ငါလုံနိုင်တယ်ဆိုပုံစံမျိုးပေါ့ကျွန်တော်သွားလို့ရတယ်ကျွန်တော်အနေနဲ့ဆိုရင်လည်း push up မှာဆိုထိုးရခါကြရင်ဒီနောက်မှာဖြစ်လဲကျွန်တော်အခုလက်ရှိကတော့12ခါထိထိုးနိုင်လာပြီပေါ့နော် that's also great news for me yeah ဆိုတော့ဒါပေမဲ့အရှိရဲ့တေတော့မှာဆိုပေါ့နော်ကျွန်တော်အနေနဲ့ဒီဆယ်ကကိုတခြားသူနဲ့ထိုးရင်တော့အဆင်ပြေဒါပေမဲ့ကိုယ်တစ်ဖက်ထိုးတဲ့အခါကျရင်9ခါလောက်မှအရန်ဟိုက်နေပြီကဟိုက်နေကျွန်တော်6ခါ9ခါ8ခါ9ခါ10ခါဆိုတာတို့ဒါတစ်နှစ်သုံးလေးရေးလိုက်တို့ဒါအရန်ဒါမြန်ပြီးတော့လွယ်နေလို့ပေါ့ဒါပေမဲ့ပုတ်ချက်ထိုးတဲ့ခါကျအဲ့လိုမျိုးအသက်ခဏဖို့တစ်ခုလုံးကြီးပါတယ်ပေါ့နော်ဆိုအဲ့ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒါငါလုံနိုင်သေးရဲ့ okay ဒီတစ်ခါပဲနောက်တစ်ခါပြီးပြီဒါပြီးတော့နှစ်ခါပဲလို့တော့တယ်တစ်ခါပြီးအဲ့လိုပုံစံကိုယ်နေလုံနိုင်တယ်ဆိုတဲ့ဟာမျိုးဒါဆိုဒါပြီးသွားပြီဆိုတဲ့ဟာမျိုးပြောချင်းအပြကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ confidence level ကိုပို့ပြီးတော့မြင့်တင်နိုင်ဆိုတဲ့အကြောင်းပြပေးထားဖြစ်ပါတယ်